လိပ်ပြနိုင်ရန်တွေကကျမကိုဖမ်းထားခြင်းနေတယ်ကျမကိုအရက်ရှိမျက်နှာကနေညှက်ပြီးဖိချင်တယ်ကျမကလေလိုနေပစ်လိုက်တယ်ကျမကိုရေချိုဖြတ်တယ်ကျမကပင်လေလိုနေပစ်လိုက်တယ်နောက်ဆုံးကျမကိုအဝတ်အစားမဲ့ခန္ဓာကိုယ်ဖြစ်စေတယ်ကျမမှာဖုံးအုပ်စရာမရှိရင်အပြင်ကိုထွက်သွားလို့မရတော့ဘူးလို့သူတို့ကထင်နေကြတယ်ဒီလိုပဲဟုတ်မလဲကျမအလိုရှိရင်ကျမရဲ့မွေးညင်းမောက်တွေကနေຫນွေပင်တွေပေါက်လာလိမ့်မယ်ကျမကိုရစ်ပတ်ပြီးဆွဲခေါ်သွားကြလိမ့်မယ်နေအောင်ဖြော့ဖြော့လေးရရင်တော့ပေါက်ရောက်ရှင်သန်နိုင်တဲ့ຫນွေပင်တွေကျမမှာရှိတယ်ဘာလို့များဆိုကျမကိုယ်တိုင်ကနေအောင်ချီဖြစ်နေလို့ပဲကျမကိုအကျဉ်းကျနေတာလို့တယောက်ယောက်ကပြောရင်ငင်းဆန်ဖို့အစင်သင့်မယ်။ညာကြီး